ဒီအောင်ဆုံးတာဖြူဆက်ပြလေးကိုသုံးမယ်ဆိုလို့ရှိရင်တော့အရေးကြီးဆုံးအချက်ကသုံးနည်းလေးမှအောင်သုံးပေးဖို့တော့လိုမယ်နော်အရင်ဆုံးဆက်ပြလေးကိုရေလေးဆွတ်လိုက်မယ်ပြီးရင်သူ့ရဲ့အမြုပ်ကလေးနဲ့အနည်းဆုံး3မိနစ်လောက်အချိန်ယူပြီးတော့ဖွတ်တိုက်ပေးရမယ်နော်သူရဲ့ဆက်ပြကတာမန်ရီချိုးဆက်ပြလိုမျိုးမဟုတ်တဲ့အတွက်အခုဆက်ပြတိုင်းအခုရေးစီချတာမျိုးလုံးဝမလုပ်ရအောင်နော်အနည်းဆုံးအချိန်ကို3မိနစ်လောက်တော့အချိန်ယူပြီးဖွတ်တိုက်ပေးရမယ်တချို့ညီမလေးတွေကလာမေးကြတယ်အမရေးဘယ်နှခဲကုန်ရင်တိတာလဲဘယ်နှခဲလောက်တုံးရမှာလဲပေါ့နော်အဓိကကသူ့ရဲ့သုံးနည်းလေးမှန်အောင်သုံးပေးရဆိုလို့ရှိရင်တစ်ချိန်သုံးရင်တစ်ချိန်အသားရည်ကိုတိတိတတ်တာကြည်လာပြီးတော့တခဲကုန်တာနဲ့လုံးဝတိတာရလက်ကိုရစေမှာနော်အခုမင်းတိုက်ပြထားသလိုတေချာလေးတိုက်ပြီးဆိုလို့ရှိရင်တော့ရေလေးလောင်းချလိုက်တဲ့အခါမှာတစ်ချိန်ထဲနဲ့လုံးဝကြည်သွားတဲ့အသားရည်လေးကိုတွေ့ရမှာနော်မင်းလိုမျိုးတွေးကြောလေးစိန်ပြီးဖြစ်ချင်တယ်ဆိုလို့ရှိရင်အခုပဲလာမှလိုက်တော့နော်